ကြလို့ရဲ့ကိုဘဝကိုမိချတွေးလို့မကျင်းစက်နဲ့တငယ်ချင်းရဲ့မိဘလူမျိုးလဲရဲ့လူမတော်ကသေချာကြည့်လို့ကွယ်ကြုံကြိုက်တော့မို့ပြောလိုက်ပြရတဲ့တငယ်ချင်းကြီးတကယ်တော့ခစ်ဆက်နာမကြိုက်ပါလေဆိုတဲ့ဒီရဲ့စကားလေးတွေကိုဘဝင်မကြလို့ပြောရမှာပါအေးခစ်ဆက်နေဆိုတာရဲ့တိုးတက်တဲ့ဆိုတာရဲ့ဆိုတဲ့စကားနှမျိုးကိုလည်းနားလည်သိခြင်းပါလေပြီးတော့ကိုယ့်ရဲ့ခြင်းမှုကိုယ့်အနုလာကိုယ့်ဂီတကိုအမေဘာကတနက်ကသပွဲထားပြီးဖြစ်စေခြင်းလို့ဒီသချင်းလေးကိုစေနာတက်နံလေးနဲ့တင်ပြရတာပါကဲနောက်တော့ကြည့်ပါတကယ်ကြီးကိုဘဝကိုအခြေအနေအဲ့ဒါတွေဆက်ဆက်ပြီးတော့နောက်တော့ကြည့်မယ်ဆိုရင်ဒီသချင်းလေးဟာပို့ပြီးတော့အရသာရှိမှာပါကြည့်တဲ့ရင်ပြင်ပန်းလိမယ်ဘဝရှိရှက်ကအမျိုးမြတ်တဲ့မြမလာပိသလာတဲ့ဤကရတာအနုလာချစ်ခင်မြတ်နိုးလို့ခဲ့တာဒါရမင်းဒီမှာပါကွယ်ခုတော့ပြည့်အခြေပြောင်းအဟောင်းကောင်းတို့ရဲ့အကြောင်းနှောင်းငယ်လို့မင်းမေ့ပြီနဲ့တို့ရိုးရပြီးတော့ငါတော့ရှိတာတကယ်ကြီး